ရောက်ခမဖြစ်သူကတကုခါစာချွေးမတစ်ကိုချင်းချောက်ဖို့ကြိုးစားခဲ့ပါတယ်မထင်မှတ်ပဲအမျိုးသမီးကသူ့စီပစ်ပေါက်လိုက်တဲ့ပကံပြားကိုအလွယ်တကူရှောင်တိတ်နိုင်ခဲ့ပါတယ်ပြီးနောက်သူမကထမင်းစားပွဲကိုကန်ချောက်ပြီးအပိုင်းပိုင်းဖြစ်အောင်တက်ခွဲလိုက်ပါတယ်ခင်မုန်းဖြစ်သူကအရှက်ရပြီးဒေါသထွက်ကသူမကိုဆုံးမဖို့ပြင်ဆင်လိုက်ပါတယ်အမျိုးသမီးကသူ့ရဲ့လက်တီးကိုတိုက်ရိုက်ဖန်ဆွဲပြီးအရှိန်ကိုသုံးကပကုံးပေါ်ကနေလွှဲပစ်လိုက်တဲ့အတွက်သူ့ရဲ့နေရုံသုံးချောင်းကျိုးသွားခဲ့ပါတယ်ဒါကိုမြင်တော့ခင်ပွန်းရဲ့ဆွေမျိုးတွေကအမျိုးသမီးကိုဥပဒေမဲ့ဆန်တယ်လို့ဆွဆွဲကြပါတယ်သူတို့အားလုံးကသူမကိုတည်တည်ကြည့်ရိုက်တယ်မယ်လို့အော်ဟစ်ခဲ့ကြပါတယ်ဒါပေမဲ့အမျိုးသမီးကပူပြီးစိတ်လှုပ်ရှားလာခဲ့ပါတယ်သူမကသူတို့ကိုတင်ကန်းစာပေးဖို့မိသားစုတစ်ခုလုံးနဲ့တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါတွေအားလုံးကဒီဖြစ်ရမတိုင်ခင်အချိန်ငယ်မှာစတင်ခဲ့တာပါအိမ်အောင်ပြုပြီးခင်မုန်းဖြစ်သူရဲ့အိမ်ကိုပြောင်းရွှေ့လာပြီးနောက်မှာအမျိုးသမီးကထူးဆန်းတဲ့အရာများစွာကိုသတိပြုမိခဲ့ပါတယ်ပထမဦးဆုံးအနေနဲ့အိမ်ကအင်စီတွေအားလုံးရုတ်တရက်အလုပ်ထုတ်ခံခဲ့ရပါတယ်အိမ်စီမလေးတယောက်ကမထွက်ခွာခင်သူမကိုသတိပေးခဲ့ပါတယ်အမျိုးသမီးအတွက်ခက်ခဲတဲ့နေ့ရက်တွေစောင့်ကြိုနေတယ်လို့သူမကိုပြောခဲ့ပါတယ်သူမရဲ့စကားကြောင့်အမျိုးသမီးကဝေခွင့်မရဖြစ်သွားခဲ့ပါတယ်ပြီးနောက်ခင်မုန်းဖြစ်သူရဲ့သမီးလေးကဗီဒီယိုကောကတက်ပုံတပုံကိုလိုက်ယူနေတာကိုသူမမြင်လိုက်ရပါတယ်မိန်းကလေးငယ်လေးကချီချော်ပြီးပြုတ်ကျသွားခဲ့ပါတယ်ကံကောင်းထောက်မှစွာပဲအမျိုးသမီးကအမြန်ပြေးသွားပြီးအချိန်မီကယ်တင်နိုင်ခဲ့ပါတယ်စူမြန်တန်ကိုကြားပြီးနောက်အမျိုးသမီးရဲ့ခင်မုန်းကရောက်လာခဲ့ပေမဲ့မိန်းကလေးငယ်လေးကသူ့ကိုမြင်လိုက်ရတဲ့အချိန်မှာပဲအလွန်အမင်းကြောက်လန့်သွားပုံရပါတယ်သူမကချက်ချင်းတောင်းပန်ပြီးနောက်တစ်ခါဘယ်တော့မှမလုပ်တော့ဘူးလို့ပြောခဲ့ပါတယ်ခင်မုန်းဖြစ်သူကမိန်းကလေးရဲ့လက်ထဲမှာကွယ်လွန်သွားတဲ့ဇနီးဟောင်းရဲ့တပ်ပုံကိုမြင်သွားခဲ့ပါတယ်ထုံးစံအတိုင်းတိမ်မွေ့တက်တဲ့အမျိုးသားကရုတ်တရက်ဒေါသတကြီးဖြစ်သွားခဲ့ပါတယ်သူ့သမီးကိုအမေဖြစ်သူရဲ့တပ်ပုံကိုနောက်တစ်ခါပြန်ထုတ်တဲ့အတွက်စူပူချင်းမောင်းခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးအဲ့ဒီအမျိုးသမီးကိုမေမေလို့ခေါ်ဖို့သမီးဖြစ်သူကိုအမေပေးခဲ့ပါတယ်မိန်းကလေးငယ်လေးဘယ်လောက်တောင်ကြောက်လန့်နေလဲဆိုတာကိုမြင်တော့အမျိုးသမီးကဒါဟာကိစ္စအကြီးကျယ်မဟုတ်ပါဘူးလို့ပြောပြီးခင်မုန်းဖြစ်သူကိုနှစ်သိမ့်ဖို့ကြိုးစားခဲ့ပါတယ်ခင်မုန်းကစိတ်ငြိမ်သွားပြီးသမီးဖြစ်သူကိုလွှတ်လိုက်ပါတယ်အမျိုးသမီးကမိန်းကလေးငယ်လေးဘာကြောင့်ဒီလောက်တောင်ကြောက်တက်နေရတာလဲလို့ခင်မုန်းဖြစ်သူကိုမမေးပဲမနေနိုင်ခဲ့ပါဘူးမိန်းကလေးရဲ့မိခင်ကစိတ်တက်ကြယောဂနဲ့ကွယ်လွန်သွားခဲ့တယ်လို့သူမကြားပူထားပါတယ်မိန်းကလေးရဲ့ကြောက်ရွံ့မှုဟာသူမမိခင်ရဲ့အခြေအနေကနေလာလို့သူမတွေးမိခဲ့ပါတယ်ခင်မုန်းဖြစ်သူရဲ့မိသားစုမှာအိမ်တွင်းအကြမ်းဖက်မှုကထုံးစံလိုဖြစ်နေတာကိုသူမလုံးဝမသိခဲ့ပါဘူးသူ့ရဲ့ဇနီးဟောင်းဟာမိသားစုတစ်ခုလုံးရဲ့နှိမ့်ဆက်မှုကြောင့်ပြေဆုံးသွားခဲ့တာဖြစ်တော့လေခင်မုန်းဖြစ်သူကအမျိုးသမီးကိုလိမ့်ညာခဲ့ပါတယ်သူ့ရဲ့ဇနီးဟောင်းဟာမိသားစုအကျွေးတွေကြောင့်စိတ်တက်ကြယောဂခံစားခဲ့ရတာလို့ပြောခဲ့ပါတယ်သူကသူမရဲ့အကျွေးတွေကိုတိတ်တဆိတ်ဆက်ပေးခဲ့ပေမဲ့ဇနီးဟောင်းကပိုပြီးအပြစ်မကင်းတယ်လို့ခံစားရတာယောဂပိုဆိုးလာခဲ့တယ်လို့ဆိုပါတယ်မိန်းကလေးငယ်လေးရဲ့ကြောက်ရွံ့မှုဟာအမျိုးသမီးအစ်စ်ပေါ်မှာဖြစ်နေရှိတဲ့သစိမ်းကြောက်စိတ်တက်တာဖြစ်တယ်လို့သူကရှင်းပြခဲ့ပါတယ်မျိုးသမီးကသူ့စကားတွေကိုယုံကြည်သွားခဲ့ပါတယ်။သူမကတနာစရာကောင်းတဲ့မိန်းကလေးငယ်လေးနဲ့အဆင်ပြေအောင်နေထိုင်ဖို့တိတ်တဆိတ်ဆုံးဖြတ်လိုက်ပါတယ်။သူမကမိခင်ဖြစ်သူရဲ့တပ်ပုံကိုမိန်းကလေးစီပြန်ပေးခဲ့ပါတယ်။တပ်ပုံကိုအချိန်မရွေးကြည့်နိုင်တယ်လို့မိန်းကလေးကိုပြောခဲ့ပါတယ်။ဒါ့အပြင်မိန်းကလေးအနေနဲ့သူမကိုမေမေလို့ခေါ်စရာမလိုပါဘူးလို့လည်းပြောခဲ့ပါတယ်။မိန်းကလေးငယ်လေးကဒါကိုကြားပြီးနောက်တန်တရားဖြစ်သွားခဲ့ပါတယ်။အမျိုးသမီးကသူမကိုရိုက်မာလာလို့တတိကြီးစွာနဲ့မေးခဲ့ပါတယ်။အမျိုးသမီးကအဲ့ဒီမေးခွန်းကိုထူးဆန်းတယ်လို့ခံစားရပေမဲ့မိန်းကလေးကိုလက်သိပ်ပေးစေပါပဲ။သူမရှိနေသေးပေဘယ်သူမှနှိမ့်ဆက်မှာမဟုတ်ဘူးလို့ကတိပေးခဲ့ပါတယ်။မိန်းကလေးငယ်လေးကအလွန်စိတ်လှုပ်ရှားသွားပြီးအမျိုးသမီးကိုဖတ်ထားခဲ့ပါတယ်ရောက်ခမဖြစ်သူကဒါတွေအားလုံးကိုမြင်တွေ့သွားခဲ့ပါတယ်။သူမကအမျိုးသမီးကိုတိမ်မွေ့ပြီးကျင်နာတတ်တဲ့အတွက်ချက်ချင်းချီးမွမ်းခဲ့ပါတယ်။ပြီးနောက်အမျိုးသမီးကိုဒီအိမ်ကနေအမြန်ဆုံးထွက်ခွာသွားဖို့တိတ်တဆိတ်ပြောခဲ့ပါတယ်။အမျိုးသမီးကဘာကြောင့်လဲလို့သူမကိုမေးတော့မဲ့အချိန်မှာပဲရောက်ခမဖြစ်သူကသူ့သားလာနေတာကိုမြင်ပြီးနောက်ထပ်မပြောရတော့ပါဘူး။ညနေပိုင်းမှာသူ့ရဲ့ဆွေမျိုးတွေလာလေကြလိမ့်မယ်လို့ခင်မုန်းဖြစ်သူကပြောခဲ့ပါတယ်။အိမ်စီတွေအားလုံးအလုပ်ထုတ်ခံထားရတဲ့အတွက်အမျိုးသမီးကအိမ်လုပ်တွေကိုလုပ်ရမှာဖြစ်ပါတယ်အမျိုးသမီးကသူ့ဆိုလိုတာကိုနားမလည်ခဲ့ပါဘူးရောက်ခမဖြစ်သူကသူမအစားချက်ပြုတ်ပေးမယ်လို့ပြောခဲ့ပါတယ်အိမ်အောင်ပြုတ်ပြီးခါစားတို့သမီးအစ်စ်ကမင်္ဂလာဆောင်ပြီးချင်းချက်ပြုတ်ရတာမတင်တော့ဘူးလို့သူမကတွေးခဲ့ပါတယ်ဒါပေမဲ့ခင်မုန်းဖြစ်သူကထူးဆန်းစွာစကားပြောဆိုပြီးသူ့မိခင်ကိုအပြစ်တင်ခဲ့ပါတယ်သူ့မိခင်ကလူကြီးတစ်ယောက်ဖြစ်ပြီးသူမရဲ့စကားတွေကသူ့ကိုအခက်တွေ့စေတယ်လို့ပြောခဲ့ပါတယ်အမျိုးသမီးကသူတို့ရဲ့စကားပြောဆိုမှုကိုထူးဆန်းတယ်လို့မြင်ခဲ့ပါတယ်ဒါပေမဲ့လည်းသူမကသူ့ရဲ့ဆွေမျိုးတွေရှိမှကောင်းမွန်စွာဆွမ်းဆောင်ခြင်းတဲ့အတွက်ချက်ပြုတ်ဖို့သဘောတူခဲ့ပါတယ်ခင်မုန်းဖြစ်သူကစိတ်ကြည်နက်စွာထွက်ခွာသွားခဲ့ပါတယ်ရောက်ခမဖြစ်သူကသူမကိုထပ်မံချောင်းချဖို့ကြိုးစားခဲ့ပါတယ်အမျိုးသမီးကသူမကိုတားဆီးဖို့လက်မောင်းကိုကင်လိုက်ပါတယ်ရောက်ခမဖြစ်သူကနာကျင်စွာအော်ဟစ်လိုက်ပါတယ်အမျိုးသမီးကသူမရဲ့လက်အင်ကြီးကိုလိတ်တင်လိုက်တဲ့အခါသူမရဲ့လက်မောင်းမှာဒဏ်ရာအသစ်တွေကိုတွေ့ရှိခဲ့ပါတယ်ရောက်ခမဖြစ်သူကမတော်တဆချော်လဲတာလို့ပြောခဲ့ပါတယ်ဒါကိုဘယ်သူမှမပြောဖို့အမျိုးသမီးကိုတောင်းဆိုခဲ့ပါတယ်ရောက်ခမဖြစ်သူကဘာကြောင့်အမြဲတမ်းဒဏ်ရာရနေရတာလဲလို့အမျိုးသမီးကတွေးတောမိခဲ့ပါတယ်သူမကဒဏ်ရာတွေကိုကုသပေးဖို့ဆေးသွားအားယူခဲ့ပါတယ်ရှာဖွေနေစဉ်အတွင်းမှာနှိမ့်ဆက်ညှဉ်းပန်းတဲ့ကိရိယာတွေကိုမတော်တဆတွေ့ရှိသွားခဲ့ပါတယ်ရုပ်ရှင်ရီကတ်တွေအတွက်ဖော်လို့လုပ်ထားပါ